စိုက်ဘာတိုက်ခိုက်မှုပိတ်ဆို့အရေးယူမှုနဲ့စစ်ရေးတိုက်ခိုက်မှုစတာတွေအပါအဝင်အီရန်ပေါ်အမေရိကန်ရဲ့နောက်တစ်ဆင့်အစီအမံတွေကိုအမေရိကန်သမ္မတထရန့်ကအစိုးရအဆင့်မြင့်အရာရှိတွေနဲ့ဇန်နဝါရီ23ရက်မှာဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့အဲ့ဒီဆွေးနွေးပွဲမှာထရန့်အနေနဲ့နောက်ဆုံးဆုံးဖြတ်ချက်ချမှာမဟုတ်ဘူးလို့ခန့်မှန်းရကြောင်း The Wall Street Journal ကအမည်မဖော်လိုတဲ့အမေရိကန်အရာရှိတဦးရဲ့ပြောကြားချက်ကိုကိုးကားပြီးဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကာကွယ်ရေးဝန်ကြီး PT Hegseth ပူရဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌဒန်ကိန်းတို့ဆွေးနွေးပွဲတက်ရောက်မယ်လို့ခန့်မှန်းရပြီးအီရန်အစိုးရစန့်ကျင်ရေး website အရင်းအမြစ်တွေကိုထပ်တိုးခြင်းအီရန်စစ်ရေးနဲ့အရက်ဖက်သုံးပြစ်မှတ်တွေကိုဥတီကလျှို့ဝှက်စိုက်ဘာလက်နက်တွေဖြန့်ကျက်ခြင်းအီရန်အစိုးရပေါ်ပုံမများပြတဲ့အရေးယူပိတ်ဆို့ခြင်းနဲ့စစ်ရေးတိုက်ခိုက်မှုပြုလုပ်ခြင်းစတဲ့အစီအမံတွေကိုထရက်နဲ့ဆွေးနွေးသွားမှာဖြစ်ကြောင်းသတင်းမှဖော်ပြထားပါတယ်။အမေရိကန်ရဲ့ဘလို့တုံ့ပြန်မှုမဆိုအရှေ့အလယ်ပိုင်းဒေသအခြေအနေတင်းမာမှုကိုပုံမဆိုးရွားစေနိုင်ပြီးအမေရိကန်အီရန်နဲ့အစ္စရေးတို့အကြားဓာတ်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်စေနိုင်မှာကိုအမေရိကန်အစိုးရအရာရှိအချို့ကစိုးရိမ်ကြကြောင်းသတင်းမှဖော်ပြထားပါတယ်။တကယ်လို့အီရန်အပေါ်အမေရိကန်ကစစ်ရေးတိုက်ခိုက်မယ်ဆိုရင်ပင်တဂွန်စစ်ဌာနချုပ်ကအရင်းမြစ်ဖြန့်ကျက်ဖို့နဲ့စစ်အင်အားစုစည်းဖို့လိုအပ်တယ်လို့အရှေ့အလယ်ပိုင်းဒေသမှာတပ်ဆွဲထားတဲ့အမေရိကန်စစ်တပ်ကိုကာကွယ်ဖို့လိုအပ်သေးကြောင်းသို့သောပင်တဂွန်စစ်ဌာနချုပ်ဟာပြီးခဲ့တဲ့နှစ်က USS Gerald R. Ford လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုကိုမြေထဲပင်လယ်ကကာရစ်ဘီယံပင်လယ်ကိုပြောင်းရွှေ့ထားတာကြောင့်လက်ရှိအမေရိကန်စစ်တပ်မှာအရှေ့အလယ်ပိုင်းနဲ့ဥရောပတိုက်ဒေသမှာလေယာဉ်တင်သင်္ဘောမရှိဖြစ်နေကြောင်းသတင်းမှဖော်ပြထားပါတယ်။တကယ်လို့အီရန်ကိုအမေရိကန်စတင်တိုက်ခိုက်မယ်ဆိုရင်အီရန်အနေနဲ့အရှေ့အလယ်ပိုင်းဒေသရှိအစ္စရေးနဲ့အမေရိကန်ရဲ့စစ်အခြေစိုက်စခန်းတွေကိုတရားဝင်ပြစ်မှတ်တွေအဖြစ်ရှုမြင်ပြီးတန်ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့အီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘာဂါဂါလီဘတ်ကပြောကြားခဲ့ကြောင်းအခြားသတင်းတွေအရသိရပါတယ်။